တွေးခေါင်းနေပါနဲ့ကွာဆိုင်ကဆိုင်ခဲ့ပါအမေကဲတော့ဒီမှာရှိနေရတယ် အိမ်ရှင်ကိုယ်တိုင်လက်ခံထားတဲ့ဧည့်သည်ကြဘယ်သူတွေ့တာလမ်းမပေါ်မှာမဟုတ်ဆိုင်ကယ်ပေါ်မှာရှိနေတာကွာ ဘုလိုလေးဆိုင်ကယ်စီဒီလိုပုံစံမျိုးတွေဝစ်စားထားတဲ့သူတယောက်စီကကန်ချမားဆိုတဲ့စကားကိုကြားရတယ်သူကအပေါ်ပါတည်းအပေါ်မှာ ရွှေဖူးကိုပြစ်လိုက်တဲ့သားကောင်တကယ်တည်းရဲ့လားဆိုပြီးတော့လာကြည့်တဲ့မုံဆိုးနဲ့တူနေတယ်ကွာ ရှင်ကသူ့အထင်တော်တော်နာတတ်တာပဲနော် တမဲနေတဲ့ဝိညာဉ်ကတော့သူချစ်တဲ့သူပေါ်မှာသစ္စာရှိတယ် ဆိုင်ကယ်မှာရှိနေတဲ့မိန်းမအခုချိန်ကြီးရှိနေတော့ ဒီလန်တစ်ခုကိုရောက်နေပြီလို့ခံစားပြီးတော့ on the road နာမည်ပေးထားတာပြန်သွားမင်းလည်းမင်းပြန်သွားမင်းကဘာအောင်မင်းနေလဲ